ထူးဆန်းနေတာဘာလို့ဆိုသူကခြေဘွားမှာအမွှေးပေါက်တာခြေဘွားမှာအမွှေးတွေနဲ့လူဆန်းပေါ့မဂရတိုင်းမှာအတော်ကိုချမ်းသာပြီးတော့ထူးခြားတဲ့တထေးသားတယောက်ရှိတယ်သောနကောလိဝိတကောလိဝိတအနွယ်မှာမွေးတဲ့သောနဆိုတဲ့တထေးသားအလုံးကိုချမ်းသာကြွယ်ဝတယ်ချမ်းသာကြွယ်ဝရုံမကဘူးရုပ်ဆင်းကလည်းအမတန်လှပတယ်နုနယ်တယ်ထူးဆန်းနေတာဘာလို့ဆိုသူကခြေဘွားမှာအမွှေးပေါက်တာခြေဘွားမှာအမွှေးတွေနဲ့လူဆန်းပေါ့ခြေဘွားမှာအမွှေးနုလေးတွေပေါက်တာဟိုအကျန်းစားကြီးမဟုတ်ဘူးအကျန်းစားကြီးဆိုရင်နင်းလို့တော့ကောင်းမှာမဟုတ်ဟုတ်ကဲ့အမွှေးနုလေးပေါက်တာမြတ်စွာဘုရားလက်ထက်ကခြေဘွားမှာအမွှေးပေါက်တာ2ယောက်ရှိတယ်လောမတကင်ခိယဆိုတဲ့ပုဂ္ဂိုလ်နဲ့သောနဆိုတာသူတို့2ယောက်ဟာခြေဘွားသူခြေဘွားအမွှေးပေါက်တာသရင်ကြီးတယ်သူမိသားစုကအမတမယူရလမ်းမလျှောက်ရအောင်ရွှေချင်းနင်းနဲ့ဒီတိုင်းသူကမြေကြီးပေါ်သူခြေတော့မချအောင်ရွှေချင်းနင်းနဲ့သွားတယ်ထန်းစင်နဲ့ပို့တယ်ဟိုဒီသွားလို့ရှိရင်လုံးဝလမ်းမလျှောက်ရင်လည်းဒီလူတတ်မှာမဟုတ်ဘူးအဲ့တော့ရွှေချင်းနင်းနဲ့စီးပြီးတော့လမ်းလျှောက်တယ်တခါသူကစိတ်ဆိုးလို့ရှိရင်ငါခြေဝါးနဲ့မြေကြီးပေါ်နင်းလိုက်မနော်လို့ဆိုရင်အောင်မလေးသူ့လှုပ်ကြွေးပြုစုတဲ့လူတွေကမလုပ်ပါနဲ့ဝိုင်းတောင်းမှညာတဲ့သူခြေတော့ကအမွှေးကိုတန်ဖိုးထားကြတာဟုတ်နော်ဘယ်လောက်ထိအောင်တန်ဖိုးထားတော့ဆိုရင်သောနကောလိဝိတသောနဆိုတဲ့တထေးသားဟာခြေဘွားအမွှေးပေါက်တယ်အလွန်လဲချမ်းသာတယ်လူရဲ့ရုပ်ရည်ကလည်းမတန်တတ်နဲ့ဆိုတိုင်းပြည်အုပ်ချုပ်တဲ့ဗေမိတာရမင်းကြီးကတော့သူတွေ့ချင်တယ်ဘာလို့ဆိုဒီကောင်ခြေဘွားမွေးပေါက်တယ်ဆိုဟုတ်လားငါကြည့်ချင်ထူးဆန်းဆိုကြည့်ချင်တဲ့အခါဘယင်းဆိုတာဟန်လောက်ရသေးတယ်လေဟန်လောက်ရသေးတယ်တထေးသားအိမ်ပဲသွားကြည့်မလဲသူကတထေးအိမ်သွားကြည့်ရင်ဘယင်းသိက္ခာကျတယ်အဲ့ဒါကြောင့်လို့သွားဘူးဘာလို့တယ်ဆိုရင်သူတယောက်တည်းကွက်ပြီးတော့နန်းတော်လာဖို့ဆင့်ခေါ်ရင်လေတိတန်လွန်အားကြည့်တယ်ဒီဘယင်းမမြင်ဘူးထင်တယ်သူခြေဘွားကြည့်ခြင်းလို့ခေါ်တယ်ဆိုအဲ့လိုလဲတိမှဆိုတယ်တိမှဆိုတော့ရာဇဂိုမဂရတိုင်းမှာချမ်းသာကြွယ်ဝတဲ့တထေးတွေအားလုံးကိုဘုရင်ကြီးကအစည်းအဝေးခေါ်လိုက်တယ်အားလုံးလာကြဖို့ဆင့်ခေါ်လိုက်တယ်အားလုံးဆင့်ခေါ်လိုက်တဲ့အခါမှာနေရီသားမှာတခါတည်းစိုက်ပျိုးရေးနဲ့အောင်မြင်ပြီးချမ်းသာကြွယ်ဝနေကြတဲ့တထေးသားတွေအကုန်လုံးဟာရောက်ရှိလာကြသောနကိုဆင့်ခေါ်လိုက်တဲ့အခါမှာသူ့အဖေကသိတယ်ရိပ်မိတယ်တဲ့ရွယ်ကြည့်တော့ငါသားဘုရင်ကြီးကမင်းခေါ်တာတခြားမဟုတ်ဘူးမင်းရောခေါ်တာအလုံးခေါ်တာတခြားမဟုတ်ဘူးအဓိကကတော့မင်းရဲ့ခြေဘွားကအမွှေးကိုကြည့်ချင်တယ်အဲ့တော့ငါသားမင်းဘုရင်ကြီးဘက်ကိုခြေထောက်ကြီးဆင်းမထိုင်နဲ့ဘုရင်ကိုမယုံမသိလှုပ်တာမျိုးဖြစ်မှာဆိုလို့ဘုရင်ဘက်ကိုခြေထောက်မဆင်းနဲ့အဲ့တော့ဘုရင်ရှေ့ရောက်တဲ့အခါကျတော့ခြေဘွားကိုဖော်ပြီးတော့တင်မြင်ခွေးထိုင်သူလည်းသိခါမကြဘူးမင်းခြေဘွားကအမွှေးကိုသူကကြည့်လိုက်မယ်အဲ့ဒါကြည့်ကျင်လို့အဓိကခေါ်တာဆိုတာသူ့ဖေသင်ပေးလိုက်တာသင်ပေးလိုက်တော့ဟိုရောက်တဲ့အခါကျတော့သောနာကသူကထိတ်တန့်မျိုးရိုးကဆိုရှေ့နားမှာထိုင်ဘုရင်ရှေ့ရောက်တဲ့အခါမှာအလုံးကတင်မြင်ခွေးထိုင်ကြသူကလည်းတင်မြင်ခွေးထိုင်ပြီးတော့ခြေဘွားကိုဘုရင်မြင်အောင်လို့ခြေဘွားကိုဖော်ထိုင်တော့ဘုရင်ဆိုတာဟန်လောက်ပြီးကြည့်တာပေါ့မကြည့်ခြင်းတလို့ဘာလို့ကြည့်တာအဲ့ဒါနော်ကြည့်လိုက်တော့အဲ့ဒီမှာဟာဟုတ်သားပဲကြောတဲ့အတိုင်းဟုတ်တယ်ခြေဘွားမှာအမွှေးတွေနဲ့ဆိုပြီးတော့ဘုရင်ကအဲ့ဒါကိုဖုံးကွယ်ပြီးတော့သူတို့ကိုလောကကိစ္စတွေနဲ့ပတ်သက်ပြီးတော့နေရေးထိုင်ရေးစီးပွားရေးစသည်ဖြင့်ဘုရင်ကြီးကဆုံးမဩဝါဒပေးတယ်အားလုံးဆုံးမဩဝါဒပေးတယ်ဆုံးမဩဝါဒပေးပြီးကဲလောကကြီးပွားရေးတော့ငါကဆုံးမပြီးပြီဝေလူအကြောင်းတော်မှာမြတ်စွာဘုရားရှိတယ်
ဓမ္မရေးရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားမင်းတို့ဆုံးမလိုက်မယ်ဘုရားစီဩဝါဒသွားနာခံကြအောင်ဆိုဘုရားစီလွတ်ပေးလိုက်အဲ့ဒီတထေးသားတွေနေဟတက်လာတဲ့တထေးသားတွေအကုန်လုံးအဲ့မြတ်စွာဘုရားစီသွားပြီးတော့မြတ်စွာဘုရားစီရောက်တော့ဘုရားတရားဟောတဲ့အကောင်လုံးတရားဟောလိုက်တဲ့အခါမှာမြတ်စွာဘုရားဟောတဲ့တရားအဓိကတော့သစ္စာလေးပါဟောတာဘုရင်ကြီးကလောကကြီးပွားရေးကိုပြောလိုက်တယ်မြတ်စွာဘုရားကနော်ခေါင်းနေကြဖြစ်တဲ့ဒါနကထာသီလကထာသက်ကကထာဒါနအကြောင်းသီလအကြောင်းနတ်ပြည်အကြောင်းကောင်းကုန်းအာယုန်ရဲ့အပြစ်ကောင်းကုန်းအာယုန်ကလွတ်မြောက်ခြင်းအကျိုးကျေးဇူးဆိုတာဒီကိုဟောပြီးသစ္စာလေးပါဟောလိုက်တယ်။အော်တတိသားတွေတရားနာရင်နဲ့ထူးထူးခြားခြားကအဲ့ဒီသောနာရဲ့ရှင်တဲ့နှလုံးထဲမှာဘာဖြစ်သွားတော့ဆိုဒါမှန်တရားတွေပဲငါတို့လောကကြီးမှာဘာမှအဓိပ္ပာယ်မရှိဘူးတနေ့ကျရင်ငါတို့အိုးမှာပဲနားမှာပဲသိမှာပဲဒါတွေနဲ့အချိန်ကုန်နေလို့တို့ဟာကိုယ့်ကိုယ်ထင်ကြီးပြီးတော့ဘာမှ